လက်ကောက်ဝက်ကလက်ကောက်နားမှာဗလိတ်ဓာရငါမြင်ချင်တာကမင်းနဲ့ငါရဲ့မင်္ဂလာသတင်းဖိတ်ကြားလွှာမင်းခုလိုယူထားပြီးရှောက်လို့တော့လက်မအမာရွတ်တစ်ထက်စစ်တစားလို့ဖြစ်နေတော့ဗလားစာအုပ်ထဲကစာလွတ်တွေ့ချက်မှတ်ထားရတာများနေပြီကွာတက်ချေကမင်းနီတားတဲ့ကိစ္စမှာမင်းနဲ့ငါနှစ်ယောက်လုံးမှားနေပြီလားမင်းမျက်နှာလွတ်စွမီလို့မင်းစီလာတာချောင်းပေါက်မတက်ဇလန်းရဲ့ဆုံးမမင်းသမီးကမင်းသားရဲ့အလောင်းကောက်ဖက်ပြီးငိုချင်းချလိုက်တယ်လို့လုံးဝမင်းကအိုင်ဒန်ကောင်းတယ်ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်အောင်အလိုက်တင်ပြောင်းလဲမပြောင်းလဲခင်တုန်းကကြတော့အဟောင်းပဲကောင်းတယ်အဟောင်းပဲကောင်းတယ်ဆိုပြီးတော့လဲအခုကြတော့မင်းရဘလောက်လဲအပြေမှာယာဒီဥတူဖောက်လဲဖောက်ပြန်နေဖြစ်မင်းမရဖုံးလွှမ်းထားတဲ့တိမ်လွှာတိမ်တိုက်တွေကခောက်ဆန်နေခြင်းအကြောက်ကနေညင်းမင်းရဲ့ဖြည့်ရှင်းချက်တွေက၆တွေ့လာခဲ့မျက်စိနဲ့လမ်းမပြီးတော့မင်းရဲ့ရှေ့ကိုရောက်လာရင်ငါအောက်မေ့ပါတယ်ဝေးကနေချေသွားတဲ့တင်းရွယ်ချောင်းတွေလိုမျိုးငါရဲ့ဘဝထဲကနေဖူးပွေလိုက်ဒီပွေလိုက်လွမ်းချလိုက်နေဝေးစားနေခဲ့လို့နေဝေးဆုံးတော့ခေါ်သွားခဲ့ငါမြေခါလေးလဲကြလို့သွားခဲ့ပြန်လဲကဆိုင်ပြလို့မရတော့တဲ့ကငါဟာသေဆုံးခဲ့မင်းမရှိတဲ့နှလုံးသားကရှင်ရဲ့နဲ့သေတဲ့မသားလို့ဘယ်သူဘယ်ဝလုံနုံမရတဲ့အချာမို့မြုပ်ဝန်းနဲ့လုံးအိမ်မပုံနေလုံးသားမပြင်းနေတဲ့ဒုံးနဲ့ရောက်တဲ့အချိန်ကပုံရိပ်ချိန်ကချုပ်ကရှိတော့မျက်စောသူမပစ်စီမို့ဖူးပင်ဝေသဖို့ကျောက်ကထောက်ပံ့ပေးတာသူမမြင်သည်မို့ထင်ငယ်ရင်ငယ်ဒါကတရင်ကတကိုင်းနဲ့နားတဲ့ငတ်တွေလို့မုံနိုင်တွေပြင်းထန်တော့ပြေးထွက်သွားတဲ့ရက်တွေလို့ခုဖြစ်ချက်တွေကဘသူလွန်နဲ့ဖြစ်လက်ဖြစ်တာကကျုပ်လက်ဒီမီကို9000ကနေခေပါချိန်ကရည်ရသေးကြတဲ့နာခဲလို့ထင်မဲ့အခုတော့မြင်ကပုံမရင်းနဲ့သူမကျုပ်ကိုသေးသက်ရင်းတက်ဆိုမျက်ရည်တောင်ခြေစေးဖို့ကိုပေးဆက်ခဲ့ငါဖို့ကိုလုံးရက်ခဲ့လုံးရက်တွေကိုမတွေးတတ်ခဲ့တက်ရောက်မှုတိုင်းကတက်မြတ်တက်ရောက်တယ်ဘဟုတ်လားမဟုတ်လားမသိဘူးရင်းစီကရခဲ့တဲ့ချင်းတော့ဟုတ်သားဝေးကနေချေသွားတဲ့တင်းရွယ်ချောင်းတွေလိုမျိုးငါရဲ့ဘဝထဲကနေပူပွေလိုက်ဒီပွေလိုက်လွမ်းချလိုက်နေဝေးစားနေခဲ့လို့နေဝေးဆုံးတော့ခေါ်သွားခဲ့ငါမြေခါလေးလဲကြလို့သွားခဲ့ပြန်လဲကဆိုင်ပြလို့မရတော့တဲ့ခါငါဟာသေဆုံးခဲ့မင်းကသူ့ရောက်မယ်လို့ပဲပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်နဲ့ငါမှယူကြောင်နဲ့အချိန်ကလာတစ်ခုမှဘသူကလမ်းပြဥဆောင်လဲမင်းကလေးတယောက်ကြောင့်အနာကမဲ့လို့သွားတဲ့မင်းကစူးရောက်ပဲဟုတ်တယ်ငါကသူ့ထွက်တဲ့ဘာသာတရားအပေါ်တဲ့နေပါဆွလို့တဲ့ဒဏ္ဍာရီတွေကချင်းသူ့ရဲ့ကောင်းတဲ့လိုမျိုးချစ်ဆိုပဲစီးစမပြောနဲ့မင်းလိုချင်ချက်တာရပါခုဆုံးမယ်ခုတော့လွတ်ထားလိုက်စစ်လက်ကိုတော့ယူရင်လဲယူပါစေတာရီငါကိုလဲမဆုံးမနဲ့လွတ်ထားလိုက်ယူရင်လဲယူပါစေအရေးအဝါသာပေးတဲ့တစ်ပစ်တစ်ပင်ရဲ့တန်ဖိုးမှနားမလဲတဲ့သူကိုထားလိုက်မြစ်တာတွေစူးရင်စူးပါစေရှင်းပဲရပေးတဲ့တစ်တန်တွေသူမှခံနိုင်မရှိရင်တပည့်တော့သူမှစားရည်စပြီးခံရစေရှင်းပဲရပေးတဲ့တစ်တန်တွေသူမှခံနိုင်မရှိရင်တပည့်တော့သူမှစားရည်စပြီးခံရစေဝေးကနေချေသွားတဲ့တင်းရွယ်ချောင်းတွေလိုမျိုးငါရဲ့ဘဝထဲကနေပူပွေလိုက်ဒီပွေလိုက်လွမ်းချလိုက်နေဝေးစားနေခဲ့လို့နေဝေးဆုံးတော့ခေါ်သွားခဲ့ငါမြေခါလေးလဲကြလို့သွားခဲ့ပြန်လဲကဆိုင်ပြလို့မရတော့တဲ့ခါငါဟာသေဆုံးခဲ့မှတ်ထားတစ်ပင်တစ်ပင်ကသေဆုံးသွားရင်ဘယ်တော့မှပြန်လဲရှင်းမတန်လာတော့အဲ့တော့အရေးရတော့တန်ဖိုးထားပါ